ဦးရေခဲလန်းနှစ်ချင်းခရစ်ယာန်အသင်းတော်ကို1962ခုနှစ်တွင်ဆရာတော်ကြီးဦးတင်လှမှအစပြုခဲ့ပြီးအသင်းတော်နာယကဦးစောစံထွေးနှင့်ဇနီးဒေါ်တသန်းအေးတို့၏ဖခင်ဖြစ်သူအဖိုးဦးအေးမောင်၏အိမ်တွင်စုပေါင်းဝတ်ပြုကိုးကွယ်ခဲ့ကြပါသည်အဖီးတော်စောမယ်မှအသင်းတော်မြေနေရာကိုလှူဒန်းခဲ့ပြီး1968ခုနှစ်တွင်အသင်းတော်အဆောက်အဦတည်ဆောက်ပြီးစီးကအသင်းတော်အဖြစ်စတင်ဖွဲ့စည်းနိုင်ခဲ့ပါသည်ဆရာတော်ကြီးဦးတင်လှဦးဆောင်၍1993ခုနှစ်တွင်အသင်းတော်25နှစ်ပြည့်ငွေရတုကျေးဇူးတော်ချီးမွမ်းခဲ့ပြီးယခု2024ခုနှစ်တွင်အသင်းတော်တည်ထောင်ခြင်း56နှစ်ပြည့်ပြီဖြစ်ပါသည်2001ခုနှစ်တွင်ဆရာတော်ကြီးဦးတင်လှ၏အမှုတော်ဆောင်ခြင်းအနှစ်40ဆရာတော်ကြီးဦးဝင်းသိန်း၏အမှုတော်ဆောင်ခြင်း25နှစ်ပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်ကိုအသင်းတော်မှဂုဏ်ပြုလျက်ပြုလုပ်ပေးခဲ့ရာထိုအချိန်ကမြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ MCCE လူငယ်ဌာနအတွင်းရေးမှူးဆရာမနော်မမူကျူကအဖသိန်းအုပ်ဆရာတော်ကြီးဦးတင်လှထံလာရောက်တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကိုအမှတ်တရအဖြစ်တင်ဆက်ပေးလိုက်ပါသည်အားလုံးထက်4ယောက်ရှိတယ်မိန်းကလေး4ယောက်ကြွယ်လေး10ယောက်ဒါကျွန်တော်လူဘောဝနေတာပေါ့အမျိုးတောက်တော့လူဘောဝ10ယောက်ထဲမှာကျွန်တော် number 4အောင်တယ်ကျန်တဲ့ရောက်အောင်တယ်နောက်တစ်ယောက်က number 9ကိုကြီးอ่ะဆိုတော့ reference ဖြစ်တယ်2ယောက်တခွားတွေအများကြီးပဲကျန်းစာတင်ရုံတက်ချင်တာကကျွန်တော်ကနန်းတိချာမရဘူးဆရာမကနန်းကိုကျွန်တော်မတွက်ချင်ဘူးကနန်းမရှိတဲ့ကြောင်သွားမယ်ဆိုပြီးတော့ကျွန်တော်ရွေးလိုက်တယ်ကျွန်တော်ဘောစိတ်ကနေဆရာမဘောကံကောင်းတယောက်တော့မဟုတ်ဘူးလူများအများတော့ကြိုက်တာပဲကျန်းတဲ့ရောင်းကုန်ကျွန်တော်လာကြည့်တော့ဘောကရောင်သိကောင်းတယ်ဘောကရောင်ကောင်းလို့ကျန်းတဲ့ရောင်းလာတယ်ကနန်းမရှိတော့ကြောင်လာတယ်ကျန်းတဲ့ရောင်တဲနေတော့3နှစ်တနှစ်1960တတ်တဲ့ဘဟန်ကကျွန်တော်ရွေးဦးရေကလာမှရှိတဲ့ဦးရေမောင်ကဟိုမှာရှိတဲ့ခရိယန်စုလေးကိုလာပြီးတော့ဝတ်ပြုကိုယ်လုပ်ပေးပါဒီချိန်ကစပြီးတော့ကျွန်တော်ခွတ်တက်ကလေးနဲ့တိန်တဲ့တိန်စင်းလာလိုက်တာအတင်းတော့ဖြစ်တည်တယ်အောင်အခုကျွန်တော်ဒီမှာနေပြီးတော့ကလေး4ယောက်ရပြီးတော့မိ3ယောက်ရသည့်တိုင်အောင်အတင်းသားပေါင်း1000နဲ့15ယောက်ရှိသည့်တိုင်အောင်အလိုလိုအခြေအနေကတော့အခုတော့မစီကားသေးဘူးပေါ့ဒါမဲ့ကျွန်တော်တို့မြန်မာလိုခေါ်တယ်အဘိုးတူဆိုကမြန်မာလိုခေါ်တဲ့အသင်းတော်ကသူကတော့အားပေးတယ်အဘိုးကတတကူးဆိုဧဝံဂေလိကိုဘာသာနာပါတယ်သူအားပေးသောကြောင့်ကျွန်တော်အများကြီးအားတက်လာတယ်သူ900ပေးသောကြောင့်ဝါဒဲလေးဆောက်ပြီးတော့ဖျားရှိဖို့တယ်ခိုးတွေကအရှိန်ကနေစအခုထိအရှိန်တီးအောင်လူကတခါမှမလျော့သွားဘူးဖျားရှိကိုကြောင့်တဲ့လူလည်းဒီတိုင်းပဲဆင်းရဲချမ်းသာတဲ့အဆောက်အဦကတော့ကွာသွားတယ် step by step ကတော့သူကအဆင့်တော့မြင့်သွားတယ်လူရဲ့တွားလာဝင်ထွက်မှုကတော့များတဲ့များဦး1000ကျော်သေးတယ်အောင်ဖြစ်ပေါ်လာ
တဲ့ချင်းမောကသူကဘယ်လိုကျွန်တော်ကိုစိတ်နဲ့တွေးလို့တော့မသိဘူးကျွန်တော်ရဲ့လှုပ်ဖို့ကင်ဖို့ပြောဖို့ဆိုဖို့တခါတည်းအားရပါရဆောင်ရွက်ဖို့သူနဲ့တွဲဖို့သူသိချင်တတ်တယ်အခုဒီဆီယမအေဝါလဲကျွန်တော်ဒီမှာ train လုပ်တဲ့လူတွေသူအားရတယ်ချင်တတ်တယ်ဆရာတင်လာစီမှာဆိုပြောဖို့မလို့ဆီယမအန်နာစေးပါဆိုလဲဆရာတင်လာဆိုပြောဖို့မလို့မင်းတို့ဆရာတင်လာစီက train လုပ်ခဲ့တယ်ဆိုတော့တို့ထောက်ခံဖို့အသင့်ပဲညာဒီတော်တဲ့ချင်းမောဟိုက်တွေကကျွန်တော်တို့ ਨੇ အရင်ဘာမဆိုကျွန်တော်အသင်းတော်နှစ်ပတ်လဲဆိုသူပဲအနုမောဒနာအသက်လေးပြောင်းတဲ့ကသူပဲစဆောင်တွေကဘလောက်ထိကျင်납เสียကောင်းလဲဆိုတော့စိတ်နှလုံးအတွင်းထဲမှာဘုရားသခင်ကိုအထူးကျေးဇူးတော်ချီးမွမ်းတယ်။ဘာဖြစ်လဲဆိုတော့လူများတွေကလုံးဝမဖြစ်နိုင်ဘူးထွက်ပြေးမယ်ဆိုတဲ့အနေအထားကနေပြီးတော့ဘုရားသခင်ကရော့ပေါ့တခါမှမပြုတ်ဘူး။ဂရုစိုက်တယ်ကျေးဇူးပြုတော်ကြောင့်ပိုးမြင့်သားနဲ့မြင့်မအောင်လို့တော့ကျွန်တော်စိတ်ပြက်တဲ့အချိန်ထက်ပိုလွတ်ချင်တဲ့အချိန်ကများတယ်။များပြားလာတယ်အာမင်းတို့သိပြီးတော့ဒီကက်ကနားထောင်မှုနေတယ်ပိုးွားတယ်လို့ဒီများတွေဘယ်လိုပဲပြောနော်အားလုံးကဘုရားသခင်ဖန်ဆင်းတဲ့လူတွေပဲမင်းတို့လည်းဉာဏ်ပညာရှိတဲ့လူတွေပဲအတိတရားပြည့်ဝတဲ့လူတွေပဲလောက်ထုံးသူကတော့ကျွန်တော်လက်တင်မယူခင်တစ်ချိန်လုံးကျွန်တော်အတင်းတော့ပွဲတော့ကျွေးတယ်ကျွန်တော်အဖေနဲ့သူက very friend တော့ watching past their movement မှာဆိုတော့ကျွန်တော်အဖေကလည်း movement သားဆိုတော့တိတ်ရင်းနေတယ်ကျွန်တော်တို့တို့အိမ်ထဲလည်းမိသားစုလိုဖြစ်သွားတယ်ကျွန်တော်လက်တင်ယူပြီးမှသူကျင်တဲ့လောက်အောင်သူ train လုပ်ပြီးတော့မှသူ hyper moon church ကိုပြောင်းသွားတယ်ကျွန်တော်ဒီတင်းတော့မှပွဲတော့ပြန်ကျွေးခိုင်းတယ်ကျွန်တော်ခန္ဓာတွေနဲ့ရှိဝိညာဉ်ကိုတော့အားခေါ်လုံးကိုစားတို့ကြောင့်ကိုတော့ရှိရွှေလဲတော့ကျွန်တော်ကိုကူညီမစားမြေတာရှိကျွန်တော်အသက်တာလမ်းမှာစင်လမ်းပြလင်းစီပါဘုရားသခင်ကလူလိုရတာပြီးပြီးရွှေလိုရတာပြီးပြီးပို့ပြီးတော့အမှုတော်ဆောင်မယ်ကျွန်တော်စိတ်အားကြီးတိုင်းပဲပြန်မလျော့သွားဘူးအတန်ထွက်နေတဲ့ကာလပတ်လုံးကတော့ကျွန်တော်စာဆုံးလုပ်တယ်အသင်းတော်လည်းဓာတက်မကအစင်မြင့်တယ်မြင့်အောင်ဝိညာဉ်ရေးရမှာအထူးကြီးမြောက်အောင်ကျွန်တော်ဆောင်ရွက်မယ်ကျွန်တော်အသင်းသူအသင်းသားနဲ့မတည့်တာတော့ကျွန်တော်ပြောအောင်ရှိရပါကလေးတွေအစဘေးသွားဘိုး good morning ကျွန်တော်မှဘာမှမရှိဘူးအယုတ်လာမြကျွန်တော်ဟာဒီလိုပဲအသက်ရှင်ခဲ့လိုက်တော့အခုထိဒီပုံစံဘုရားသခင်ကကောင်းကြီးမင်္ဂလာသုံးလောင်းတယ်ဆက်လက်ပြီးတော့လည်းတိုးတက်အောင်ဆောင်ရွက်မယ်ကဘာကူဘသူဖန်ဆင်းနေကျေတွေလာတွေသက်ရှိတွေနဲ့လောကလူတွေဘယ်လိုအစားပြုအဆုံးတော့ဘယ်လိုရှိနေပိုင်ဆိုင်တာတွေလုံးစုံတစ်ချိန်မှဆွခွာသွားရမယ်ဆိုဘယ်စီကိုရောက်ကြမယ်အပြေရှာမလဲလောကရဲ့လူတွေအားလုံးလောကရဲ့ချိန်တိုင်းရင်အပြန်လန်းခွေဘယ်စီမှမ
ယူဆုံးမမှုအောင်မှာစင်ကျင်စရာအမှန်တရားတော့လိုက်ရမယ်တစ်ဖက်သက်ဆိုလေနှုတ်စိတ်ဝန်ခံနေရခြင်းထက်တရားတော်အမှန်ကိုရှာရမယ်ပိုင်ဆိုင်သူဟာရှိတယ်အလိုလျောက်သဘောတော့ဖြည့်ပြတ်မလာဘူးဒါကြောင့်လေအကျွေးမရှိအဖြေကိုလိုချင်တယ်တွေ့ခဲ့ရပြီအိမ်ပြလာလေစိတ်ချခဲ့ယေရှုဖျားဤယုံကြည်သူတွေ့ရှိနေသောနောက်ထွယ်ကြရည်နဲ့အပြည့်ရဲ့ကျွေးမရှိအနေစာပါကိုအချိန်တန်ရင်အိမ်အပြန်လမ်းရောက်ပေါ်လေပြီလောကရဲ့လူတွေအားလုံးလောကရဲ့ဆရာတော်ကြီးဦးတင်လှသည်2009ခုနှစ်ဇွန်လ15ရက်နေ့တွင်ဘုံတော်ဝင်စားသွားသောကြောင့်တွဲဘက်တင်အုပ်ဆရာဖြစ်သောဆရာတော်ဦးဝင်းသိန်းအားအဖတင်အုပ်ဆရာအဖြစ်တင်မြှောက်ခဲ့ပါသည်2018ခုနှစ်တွင်အသင်းတော်တည်ထောင်ခြင်းနှစ်50ပြည့်ရာအဖတင်အုပ်ဆရာဆရာတော်ကြီးဦးဝင်းသိန်းမှဦးဆောင်၍ရွှေရတုယူဘီလကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်ကို2018ခုနှစ်ဒီဇင်ဘာလ9ရက်မှ9ရက်နေ့အထိအသင်းတော်၌စီကားတိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပါသည်ရွှေရတုကျေးဇူးတော်ချီးမွမ်းခြင်း၌မိသားစုများစုပေါင်းပါဝင်သော Family Camp နှင့် Family Trip အစီအစဉ်တွင်အဖသိန်းအုပ်ဆရာဆရာတော်ကြီးဦးဝင်းသိန်းဟောကြားခဲ့သောတရားဒေသနာကိုကျမတို့အားလုံးနားဆင်ခွန်အားယူကြပါစို့ယူဘီလာကိုခေါ်တဲ့ဒီစကားအလုံးလုံးနဲ့ပတ်သက်တဲ့ဒီလိုလည်းချုပ်ခွေးဘာသာတရားနဲ့ပတ်သက်ပြီးတော့အနေနဲ့ပြည်ကိုသိချင်တာရှိလို့ဒီမှုရေးရတဲ့ပတ်သက်ပြီးတော့လိုက်လာလို့စီးရဲတယ်အများကြီးပဲချုပ်ခွေးတဲ့နေရာမှာကျွန်တော်ကတော့ဘာလို့လဲတဲ့လူတွေတဲ့သုံးလုံးပြည်ကိုသိတော့မှတ်ထားပါတယ်။ဆိုတော့ဒီနေ့ဒီမနေ့ကတော့ဆက်လုံးချက်ကိုပဲဒီလိုပြောပြတယ်။ဒီဘီလာပေါ့နော်။ဒီစကားကိုကျေပါလာဘယ်လိုပြောပြထားလဲဆိုတော့ the number 39 ပင်နာအဖြစ်50ဟာယူဘီလာဒီယူဘီလာရဲ့အတိတ်ပြန်ရှူရီသူတို့လည်းပဲတမတ်ဖြစ်နေတာပါဒီ50ကဘယ်လိုဖြစ်ပေါ်လာလဲဆိုရင်ဒီဒေလန်တွေကအဲဂုဏ်နိုင်ငံမှာကျုံခံရပြီးလွတ်မြောက်လာတဲ့အခါမှာဘုရားရှင်တို့ကိုပို့တဲ့နှုတ်နဲ့ကြားရည်စီးရဲ့ဆန္ဒကြီးကိုတို့ဝေရောက်နေထိုင်တာအနည်း50ပြည့်ရဲ့အခါမှာယူဘီလာဓမ္မတော်တွေကိုကျင်းပရအောင်။ဒါမျိုးနှစ်50လေတိုင်းနှစ်50တစ်ပတ်လေတိုင်းဟာယူဘီလာနှစ်ကိုပေါ်ပြကြပါဒီနေ့ရှိတဲ့အောင်ပဲသာသနာအစီအစဉ်တွေမှာသာသနာမှတ်တမ်းတွေထဲမှာနှစ်50အသင်းတော်ရဲ့သက်တမ်းတွေထဲမှာမှတ်တမ်းတွေထဲမှာနှစ်50ဆိုတာယူဘီလာနှစ်ရှိတယ်လို့ဒီနေ့ဖြစ်ပြီးတယ်အောင်ဒီလိုကပေါ်ပြတာလို့တွေ့ရပါဒါမျိုးယူဘီလာဆိုတဲ့စကားရဲ့ပထမဆုံးတစ်ခုပြောချင်တာကတော့နှစ်50လို့ခေါ်ပါတယ်။ကျွန်တော်ရဲ့ဒီလည်းအနေနဲ့တဲ့အတင်းတော်လည်းနှစ်50ရှိတဲ့ပုံစံမျိုးကျွန်တော်ဒီနေ့ယူဘီလာတဲ့ဖြစ်တာမှာလည်းအမှတ်တမဲ့ရှင်းမရလို့တာဒုတိယယူဘီလာရဲ့အသေးတွေကတော့ရှင်းမခြင်းလို့ပြောပြထားပါတယ်
ချီးမွမ်းခြင်းဘာလို့ချီးမွမ်းရလဲအနည်း90ပြည့်တယ်ဘာလို့ချီးမွမ်းရလဲတခြားနေ့တွေမှာမချီးမွမ်းတော့ဘူးချီးမွမ်းရချီးမွမ်းသူဒီ90ဒီလာနေတာပုံလို့ချီးမွမ်းရဘာချီးမွမ်းရလဲဘုရားသခင်ချီးမွမ်းဒီဒေသလူရဲ့တက်တာကိုကျွန်တော်တို့စဉ်းစားကြည့်တဲ့အခါမှာတို့ခန္ဓာကြီးမှာတို့အခုလူကြီးမှာပြင်းထန်စွာမြစ်စရေမိုင်းခံရကျုံအဖြစ်နဲ့ဒီတိုင်းပြည့်စုံရရဆိုတော့သူတို့မှာဘာအခွင့်အရေးမှမရှိကျုံဆိုတာဘာအခွင့်အရေးမှမရှိကျုံဆိုတာတစ်ခေတ်ခေါ်ရင်လာရတယ်တစ်ခေတ်ခိုင်းရင်လောက်ရတယ်တစ်ခေတ်ပတ်ရင်တော့ပြရတယ်ဆိုတော့ဒီလောက်စိတ်ရှိရှိတကယ်ခေါ်ခိုင်းလို့အားတို့သူစားလို့သူစားလိုက်တယ်အခုလေးလို့နေပြီးမှသွားလို့ပြင်းမယ်ဘာမှတော့လည်းကြည့်လို့မရဘူးကျုပ်တို့ကတကယ်လက်ဆဲမှာလို့ရှိရင်ပြေစုပ်ရှင်းစုပ်ဆိုတဲ့ဒီသဘောတရားရှိပါတယ်။နောက်တစ်ချက်လူတွေကအဲ့ဒီလိုမျိုးတော့ပြောကြုံခဲ့ရတယ်ဆိုတော့သူအင်မတန်မှပဲဒီဗန်စီရဲ့ဘောင်းမလေးတွေဘောင်းမလေးစားရတယ်။နေမကောင်းတဲ့လုံးတော့ရတယ်။မျိုးမျိုးခက်ခဲကြုံလာရတယ်။ဒီလိုရလူတွေကအလုပ်ကြီးမှအမိတဆိုလို့ပဲဘုရားကိုဘယ်လိုတည်ရတယ်တန်းတာဘုရားကိုဘယ်လိုခေါ်ရလဲတနာခံတယ်သူတို့အဖြစ်တွေသူတို့ဝင်ချတောင်းတယ်အဲ့ဒီကမှာဘုရားသခင်သူတို့တနာကြမှာတတိထားရလို့ရဲ့ဘုရားရဲ့ရှိတဲ့ခန္ဓာကြီးဘုရားသခင်ကပို့အဲ့ဒီခန္ဓာကြီးရောက်သွားလို့သူတို့နေခံတဲ့အဖြစ်50ပြည့်တဲ့ဘုရားသခင်ကိုယ်ဆောင်တဲ့ကျေးဇူးတော်တွေသူတို့ခံစားခဲ့ရတဲ့ဖြစ်ကိုသက်သာလို့ပြန်ပြီးမှချီးမွမ်းဖို့တော်ရတယ်ဖြစ်ပါလေ။ဒါမျိုးဒီလိုအဲ့ဒီလိုချီးမွမ်းခြင်းကိုပြထားပါတယ်။ဒီကနောက်တစ်ခုကတော့ဘာလို့ဆိုလို့လူမြောက်ခြင်းကိုပြထားပါတယ်။ဘုရားသခင်ဘိုးတော်ကြောင့်ကျေးဇူးတော်ကြောင့်လူမြောက်ခြင်းဒုက္ခခြင်းကိုရရှိတော်ပါသည်။ဒီဒေသတွေကကျင့်မဟုတ်တော့ပါဘူး။ဒီဒေသတွေကလူဖြစ်တော့ပါဘူး။ဒီလူကခြေလုံးနဲ့ခြေယူပြီးလာတဲ့ပတ်သက်ပြီးတော့လူချင်းလိုက်နာရမယ်စီမင်းတွေကိုစီကံတဲ့ညာလို့ရှိတယ်။လူကဘုရားကိုသိရှောက်တဲ့စီကံတွေကိုအများကြီးပေါ်ပြထားတာကိုတွေ့ရတယ်။အထူးသဖြင့်လူချင်းလိုက်နာဆောင်ရတဲ့စီကံစီမင်းတွေပြောတာတော့အဲ့ဒီဒီလိုက်နဲ့မှာကျုံတွေကိုလွတ်ရတယ်ကျုံကကျုံဟုတ်တယ်လွတ်လပ်လပ်ကိုယ်ကတော့တိုင်ပြေရုပ်ပိုင်လို့ရှိကျုံဟုတ်တယ်ကျုံလို့လွတ်မြောက်စေရတယ်လွတ်လပ်စေပြရတယ်နောက်တော့ကျွေးရှင်ပြကသူပြန်ရတယ်ရှိတယ်ကျွေးလို့လည်းကြုံပြရတယ်မတောင်းရဘူးကျွေးမိများကိုပတ်လက်ပြရတယ်အလားเสียတယ်ဒီနည်းဆိုတော့ရှင်းအောင်မှုမရှိဘူးဒီကျွန်တော်လည်းဘယ်မှာသူ့ရှင်းအောင်လုပ်ဘူးဘိုးလာတယ်ပါလာတယ်ဆိုင်တယ်အကျွေးရှိတဲ့လူကလည်းကျွေးတဲ့စိုးရိမ်ပူပန်တယ်မရှိတော့ဘူးဒီမှာလွတ်လွတ်လပ်လပ်အသက်ရှင်ရပြီအဲ့ဒီပေါင်ထားတဲ့နေရာတွေလည်းပိုင်ရှင်ပြန်ပြည့်ရတယ်သူပေါင်ထားတဲ့အိမ်တို့ခြံတို့မြေတို့လေတို့မှဆက်ရှိပေါင်ထားတဲ့နေရာတွေကိုမူရေးပိုင်ရှင်ကိုပြန်ပြီးတော့ပေးထားရတယ်သူတို့ပြန်ပြီးတော့လှုပ်ရှားပါလေဒါကဒီလိုမျိုးပြရတယ်ပေါ့နော်အများကြီးထားရအဲ့ဒါကလွတ်လပ်ခြင်းရရှိတဲ့နှစ်ချီနှောင်ခြင်းမှာလွတ်မြောက်တဲ့နှစ်ဖြစ်ပါတယ်ဒီချက်နဲ့ပတ်သက်ပြီးတော့ဒီနေ့အသိတော်တော်များများကယူပြီးလိုက်နေမှာသူတို့သိကောင်းတဲ့လွတ်ဆောင်ရတဲ့အရာတစ်ခုရှိတယ်။ဒီလိုရှိနေစိတ်ကံကိုဖောက်ချပြီးတော့ဒီလိုပြင်ပမှာရောက်ရှိတယ်။ဝဲတော်ကိုပြပြရတယ်ဆိုလို့ယူပြီးလိုက်နေမှာပြန်လေပုံပြီးတော့သူတို့ကိုရှင်းအောင်ရတာလွတ်ရောက်စေ။တို့ရဲ့ဒီလိုဝင်ဆိုင်ကောင်းမှဒီမှာအင်္ဂါအဖြစ်နဲ့ပြန်လက်ခံတယ်။ဝဲတော်တွေကလည်းပြန်ပြီးတော့ခံပြီးဒါကယူပြီးရတဲ့စိတ်ဓာတ်နဲ့သိတယ်။ရှ
气囊应该都要水的，路接气囊它讲究了体积的低，被它的这种的它有配对了不都讲究未来的气大概这个，所以这种的嘛个，ဒီလိုခွင့်ရင်းမျိုးတွေတို့မပေးဘူး။ဒါတွေတော့ဒီလိုလုပ်ရင်အသိဉာဏ်စီကံတွေကပေါ့ပြက်လာနော်။မှန်ပါတယ်။သို့တော်လည်းယူပြီးလာဆိုတာက50ကြာမှတစ်ချိန်တာကြာရတဲ့အတွက်ကြောင့်ဒီခွင့်ရင်းကိုမပေးတဲ့လူဒီလူတွေကနောက်ထပ်50သက်ရှင်နေအောင်လား။သက်ရှင်တော့သူတို့အတွက်ခွင့်ရင်းကိုရှိမယ်။ဒီလူကအနည်း50လို့ပြည့်ကြမှာသိဆိုးသွားရင်သူကအသိတော့အပြင်မှာပဲရအောင်လေဆိုရင်ဖြစ်တော်ရဲ့ကွဲရတဲ့လူဆက်ဆံရမှုဆိုရင်ဒါကဖိတ်ထားတဲ့လူရဲ့အပြည့်လို့ပြောအောင်ဖိတ်ထားတဲ့လူရဲ့အပေါ်မှာပဲလူကြည့်တယ်နော်အဲဒါကြောင့်ဒီလိုယူလိုက်နေမှာဆိုရင်ကျွန်တော်တို့အဲ့ဒီလူမျိုးလည်းဒီလိုမှာဒီပေါ့ရေးကြည့်ရတဲ့ဒီလိုကနာကိုဆွေးနွေးကြည့်ရတယ်လို့ပြန်လိုက်ခံတယ်နော်အဲဒီအကြောင်းအရာကိုပြရတယ်အဲဒီလူတွေလည်းယူပြီးလိုက်နေမှာအတင်းတော်ပေါ်လို့ပြောလာတဲ့အခါသူလည်းပို့ဖို့ဆက်ဆက်နေလို့ရတယ်အားလုံးတို့ခွေးပဲခွေးခုယူလိုက်တာယူလိုက်ရတာလို့ဆိုတဲ့ဘောလို့ဆိုတယ်ယူပြီးလိုက်တဲ့ကဘုရားသခင်ရှင်စေတဲ့လူမျိုးရှင်ဖြစ်တဲ့အတွက်ဘုရားသခင်ရဲ့ဉာဏ်ပတ်သက်တဲ့ဘုရားသခင်ရဲ့ဆက်သွယ်မှုရှိတယ်ဘုရားသခင်ထံမှာမိမိကိုဆက်တာဟန်အဲဒီကမှဒီကိကျွန်တော်တို့ရဲ့အသိကိုဒီဆိုတော့ကျွန်တော်တို့ရဲ့ဘုံဘွယ်မှာသူကသံဃာ့ကြီးရဲ့လူတွေအိမ်တော်ပြည့်တဲ့အတွက်ဒီတော့ဆိုရင်ဒီသိတော့တောင်းသိတော့စီးပြီးတွေတိတ်ကျဝဲရွယ်တော့ကြည့်တော့သိတော့မှဒီဒုက္ခသံဃာ့ကြီးရဲ့လူတွေအိမ်တော်ကြားရတဲ့သိတော့ဒီကနေတော့သုတ်ခံသုတ်ခံလည်းသူက60ကျော်လာတဲ့အခါမှာအသိတော့အောင်လို့ပြန်တယ်။ဒီလိုပေါ်တော့ဒီကတည်းကတောင်းတာလည်းအသိတော့ပြောကြမှသိတယ်သံဃာ့ကြီးရုံးရှိတဲ့အခါသူ့ပြန်တော့တော့လည်း60လောက်လာတယ်ကျမကြီးကအားနေရတယ်။ကိုယ်တော့သိလို့ဆိုတာပဲ။ဒီပေါ်ကကိုယ်တော့ဒီပေါ်များတော့ပြန်တော့ကိုယ်တော့သိတယ်။ဒီလိုတော့သူ့ဆွေးမပြေးနိုင်တဲ့အခါသူကမြို့မှာလည်းမြို့မှာလည်းနေတဲ့အတွက်ကြောင့်ဒီရန်ကုန်မြို့အင်းတော်ကကျွန်တော်သိတဲ့အတိုင်းပဲလတ်တလာရဲ့ပထမဦးဆုံးအတိုင်းလူမှာတိတ်တော်တွေကကိုယ်တော်နေတာသင်္ပါးရှိတဲ့အတိုင်းဒီပတ်ဒီစင်းတော်မှာကိုယ်တော်ကိုကြည့်တယ်လတ်တလာကျရင်ခြားတဲ့တော်ကမှကိုယ်တော်တော်တယ်သူလည်းဘူးမှမသိဘူးသူလည်းဘူးမှလည်းမဟုတ်ဘူးအဲကျွန်တော်တွေ့တာတော့လေလာကြလို့လာမှသိရှိတာအမှသိရှိတယ်ဒီစိတ်ကိုဆန္ဒသူကနောက်ဆုံးသိပါရောက်လာတဲ့တရားကိုပြောသူကအသက်60ကျော်လာရင်ဒါကတရားပဲတရားလက်လာတယ်လို့ဓမ္မပညာရှင်ကပြောပြတယ်ဘာလို့ဒီလိုလုပ်တာကမှသိရှိတာဒါပြည်ရတော့ဖြစ်ပါတယ်ဖြစ်တယ်ဒီလိုဖြစ်တယ်ဒီနေ့လာနေတော့ကဒီမှာလည်းကြောင်းရဆင်းနေတဲ့6နာရီခွဲလောက်မှာဓမ္မတရားရောက်ဓမ္မကအကျိုးကြောင့်လာပြောကြတယ်သူပြောတာအစ်စ်ရှင်းမှာဥပ္ပင်္စာဖြစ်လို့3နာခွဲရတယ်ပြောတော့ဖြတ်တယ်ပြော3နာရှိပြီဘုရားတော်ရှိလို့ဆိုတယ်ဒီတော့လည်းပြန်ဖတ်တယ်ဒီကျွေးတော့လည်းပြန်ဖတ်တယ်ဘာမှစောင့်တော့လို့အဲ့ဒါသူကလေဘယ်လိုလုပ်ချင်တယ်သူ့ကိုသူ့ရေးလို့မရဘူးလားသူ့လိုချင်တယ်သူ့ကဆုံးဖြတ်ရဖြစ်တယ်လေဆေးရုံနဲ့ဆက်ရတယ်ဆေးရုံနဲ့လာတယ်သူ့ကိုလုပ်တာကြားတယ်အဲ့ဒီလိုလည်းရောက်လာတာတော့ဒီလိုဆေးမှာတော့ဖြစ်မှာဆေးဆိုတာလည်းရတယ်ရောင်းလို့ရတယ်နော်သူ့ဆရာမှာသူ့ဘုရားတော်ကြားနာတဲ့တော့ရောက်လာတဲ့ဆေးမှာအဲ့ဒါမျိုးတော့ရှိတယ်ဒီနာကို
ဘယ်လိုလုပ်ပြလဲဆရာဝန်ကဘာမှမသိဘူးနော်ကိုလည်းအသိမပေးပါဘူးပြောတော့ပြတယ်ဆရာဝန်လောင်းလို့ပြင်ပြီးတော့သူ့ရဲ့လူနာကိုပါလာတိုက်တယ်ပါလာလုပ်တယ်ဆိုတော့ဒီလိုဒီဆရာဝန်ဆိုတော့နားမလည်ရလဲကိုယ်ပဲလည်းကမ်းနိုင်တဲ့ပတ်သက်တဲ့ကိုယ်ရဲ့ကုသိုလ်ကိုဒီစီစီတိုင်းတွေဘယ်လိုအလေးထားလဲကြားတယ်နောက်သူ့ရဲ့ပြပါမှာဆရာဝန်ကြီးပြရတယ်ကိုယ်ရမှာလည်းမနေ့အစိုးရရဲ့ဆရာဝန်တွေလာလို့လူနာလည်းတကယ်လို့ရှင်နေတာအဲ့ဒါလည်းဘယ်လိုမော်ရောဒီလိုလည်းဆက်တယ်လည်းဘယ်လိုကိုယ်နိုင်လဲကိုယ်ကိုယ်ကိုဆိုင်နေတယ်ရတယ်အဲဒီပါတယ်ဒီစီလိုတော့တားတယ်အဲ့ဒီနည်းနည်းများတော့ဖြစ်နိုင်တော့မလို့ပဲပြောအဲ့ဒီအချိန်မှာတို့ထားရတဲ့အခန်းတော့ဒီသက်ဆန်းလို့ပြောတယ်ဒီဆက်ရတော့ပဲဆက်ရပဲရှိတယ်အဲ့မှာတကယ်ဒီကျေဒီကမျိုးတွေအားလုံးတို့ခံရပြီးတို့လူတွေနဲ့ပေါ့ပါနေရတဲ့အခါမှာဒီအချိန်မှာဆရာအမေတို့တော့ဆရာမနေနဲ့ခုနကဆရာမဒီလာရဲ့ဒီစေမတန်ကိုကြည့်တယ်ဒီလိုကြည့်ကျွန်တော်တို့ညာတော့ကြည့်ပြီးတော့ပြောပါတယ်တို့ဒီလိုပြန်ဆက်လာတော့ကျွန်တော်ခဏဆောင်ပြီးပြန်ဆက်လာတော့ကျွန်တော်တို့ပါတယ်တော့လာတဲ့ကမှာပါတာကလေးလေးစေလို့ပြောလို့အဲ့ဒါတော့ဆက်တာပြီးတော့ဘယ်လိုလဲဘယ်လိုပါကမှာလဲတော့ဖြစ်ဖြစ်ပါဒီပုံလေးကိုဒီလိုခွဲလို့နေတယ်လို့ဒီလိုလည်းဆက်ပြီးတော့အခါမှာနည်းနည်းလေးပဲကြိုက်ရစားရအဲ့ဒီပုံလေးတွေတော့လည်းတော်လေးကြိုက်အဲ့ဒီပြီးသွားတဲ့အခါမှာတို့ပြန်ဆက်လာတယ်ဆက်လာလို့တော့မရဘူးပေါ်ဝင်နေတယ်ဆိုတော့အဲ့ဒါသူ့တော့ကိုယ်အဲ့သူ့ကိုယ်ရတယ်ဆယ်မော်လေးပြောတယ်နော်အနာမှာဒီရောဂါတော့အောင်းလို့ဆက်လာတော့ကိုမလို့ရတယ်လို့ပြောတယ်ဆိုတော့ဒါသူ့တော့ဆုံးနေလာပြီနော်ဒါကလည်းအဲ့ဒီဘုရားမျိုးလာကိုခံရတဲ့သူ့ရဲ့လိုချင်မှုသူ့မှာရှိတဲ့ဖြစ်ပြီးသူလေးလံလို့လုပ်ရတယ်လွတ်ကျသွားလို့သူ့ရဲ့ကသိရှိလမ်းဆန်းတယ်လို့ပြောခဲ့ပါတယ်။ဘာလို့ဒီနေ့လွတ်လပ်ခြင်းဆိုတဲ့စကားလုံးနဲ့အဖြစ်ဖြစ်လာမကြုံဘူးတဲ့သူတွေကတော့မသိနားမလည်ဘူးကြုံဘူးတဲ့သူတွေကိုလာတဲ့သူတွေတကယ်အသိကိုရှိတဲ့နှစ်သာရရှိတဲ့စကားလုံးဖြစ်ပါတယ်ဒီလည်းဒီကတော့နောက်ဆုံးချိန်မှာဘယ်လိုကြည့်ရလဲအသက်ကြီးတဲ့ဘိုးဘွားတွေနာပြန်ဖြစ်လို့ရအောင်မှာနေရလို့လည်းဘယ်လိုပါပြရလဲအဲဒီဒီရဲ့အချိန်မှတစ်ခုရှိပါတယ်ဒါလို့တခြားပြည်တော်မှာရှိလို့ကျွန်တော်များလို့ရဲ့အချင်းတော်တွေမှာလည်းဒီလိုပြင်ပရုပ်ရှင်တွေတော့ဘယ်လိုအယူအခွင့်အရေးမရတဲ့သူတွေရှိနေပါတယ်ဒါလို့ဒီလိုတွေကျွန်တော်တို့ပြန်လို့အခွင့်အရေးတွေပြန်လက်ခံဖို့ဖိတ်တဲ့ကြောင့်ကျွန်တော်ပြန်ဖြစ်ဖို့ရောမှုတော်ရှိနေကြတယ်ဘုရားရှိခိုးကဒီနာမဆက်တဲ့လာမှာအဲ့ဒီလိုမျိုးရှိခဲ့ရင်ကျွန်တော်ပြန်လက်ခံဖို့ပြောနေတယ်ဒီလိုဒီစီစဉ်ဒီမှုတော့နောက်ဆုံးလာတဲ့ဒီဇင်ဘာလဝယ်လို့ဒီဒီစီစဉ်ကိုအောင်နေလို့ရတယ်ပြန်ပြီးတော့ဒါကပြင်ရပါတယ်။ဒါမှမဟုတ်ပြည်ပြရဆိုတာနေ့90ကျမှတစ်ခါလေရောက်တဲ့ဒီအရာကိုဖြစ်လို့ပြည်ပြရဆိုတာလည်းတရားကိုသိဖို့တော့ပေါင်းလို့ပြန်လို့ရှိမရတဲ့ဖြစ်တဲ့လို့ပြည်ပြရဆိုတာသူ့ရဲ့ချင်းဖြစ်တဲ့တိုင်းဒီလိုမျိုးတွေလည်းပြည်ပြရရဲ့သစ္စာကိုတို့ရဲ့အားဖြင့်ပါဝင်ကြတယ်လို့ပြောရမှာဖြစ်ပါတယ်။ဒီလိုပြည်ပြရရဲ့ဆံတရားကိုသိလို့ရှင်းနေလို့ရှိလို့ဒီကြတယ်ကိုဗစ်ကပ်ရောဂါကြောင့်ဆရာတော်ကြီးဦးဝင်းသိန်းဘုန်းတော်ဝင်စားသည့်အခါရ
ယခုတတိယမြောက်သိန်းအုပ်ဆရာအဖြစ်တိခါရရဆရာစောပစည်းလျက်ဖြိုးကိုအဖသိန်းအုပ်ဆရာအဖြစ်တင်မြောက်ခဲ့ပြီးအမျိုးသမီးတာဝန်ခံဆရာမတော်ထားဤဓမ္မပညာတာဝန်ခံဆရာမနော်စာကပေါ်ဧဝံဂေလိနှင့်သာသနာပြုရေးတာဝန်ခံဆရာစောအနီနာတို့ကအချိန်ပြည့်အမှုတော်ဆောင်ဆက်ကပ်နေပါသည်အကျိုးဆောင်အမှုတော်ဆောင်များနှင့်အသင်းတော်ကြီးများအသင်းသူအသင်းသားများအားလုံးလည်းဥယေခဲလန်းနှစ်ချင်းခရစ်ယာန်အသင်းတော်သည်ခန္ဓာစိတ်ဝိညာဉ်ဗတ်ဆုံဖွံ့ဖြိုးတိုးတက်သောအသင်းတော်တစ်ပါးအဖြစ်ဆက်လက်ပြီးအတွန်းရှည်စွာရပ်တည်နိုင်ရန်စီလုံးညီညွတ်စွာဆုတောင်းဆက်ကပ်ချီတက်လျှောက်လှမ်းလျက်ရှိပါသည်အဖသိန်းအုပ်ဆရာတော်ကြီးဦးတင်လှဘုန်းတော်ဝင်စားခဲ့သောဇူလိုင်လတွင်ဆရာတော်ကြီးအားအောက်မေ့ဘွယ်ဝတ်ပြုခြင်းကိုအသင်းတော်တွင်နှစ်စဉ်ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင်မြေအလှရှင်အဖီးတော်စောမယ်ဆရာတော်ဦးတင်လှ၏ဇနီးဆရာမတော်အေးပွင့်နှင့်ဆရာတော်ဦးဝင်းသိန်းတို့ကိုပါအောက်မေ့တတိယလျက်ဝတ်ပြုခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့ကြပါသည်ဥယေခဲလန်းနှစ်ချင်းခရစ်ယာန်အသင်းတော်ကိုစတင်တည်ထောင်ဖွဲ့စည်းဦးဆောင်ခဲ့သောဘိုးဘေးများတိန့်အုပ်ဆရာတော်ကြီးများကိုတတိယအောင်မေလျက်ကျမတို့ယုံကြည်သူများအားလုံးလည်းနိုင်ငံတော်အတွက်အသင်းတော်အတွက်လိုအပ်နေသောမိသားစုများအတွက်ဆုတောင်းတတိယခြင်းပါဝင်ပေးလှူခြင်းများဖြင့်အတူတကွလက်တွဲ၍ပါဝင်ဆက်ကပ်ကြပါစို့